ကဲမျိုးတို့ရေမင်္ဂလာပါနော်ပြုတ်ကို channel ကနေအားလုံးကိုနေထွေးစွာနဲ့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ဒီနေ့17ရက်6လ2025ဗုဒ္ဓဟူးနေ့12နာရီအတွက်ပါနော်မျိုးတို့ညတော့နေလိုက်လွှင့်ပြီးရင်တော့ကျွန်တော်မအားတဲ့အတွက်ကြောင့်မလို့တင်ပြထားပါခင်ဗျကဲမျိုးတို့ရေဒီနေ့တိတ်ပြီးတော့လည်းချိန်မရဘူးဆိုတော့ကျွန်တော်မြန်လေးပဲတွားပြီးမယ်နော်မျိုးတို့ဒီနေ့1ချိန်မှာကျွန်တော်ရှိမှာက take နေ့1ချိန်မှာနော်ဒီနေ့1ချိန်မှာမျိုးရီတစ်နှစ်ပတ်တီကို356နဲ့ကတ်ထိုးပါမှာဖြစ်ပါတယ်နော်ပရိနေနဲ့ကတော့နေကုန်ပရိပါပဲနော်နေကုန်ပရိကတော့ကျွန်တော်တို့38ပရိဖြစ်ပါတယ်ခင်ဗျာ38ပရိကနေကုန်ပါခင်ဗျာကဲမနေ့မလာရင်ညနေလာမှာဖြစ်ပါတယ်နော်ကဲဆိုရင်ကျွန်တော်ရဲ့မျိုးတို့ကိုကျွန်တော်ခက်မြန်လေးနဲ့တော့ပြလိုက်မယ်ဒါကျွန်တော်ဒီပေးတာပါနော်မျိုးတို့ကိုဘရိတ်ကလေးရှိတယ်ဝမ်းချင်းလေးတွေရှိတာလေးကိုပြောပြပေးတာပါပြီးလို့ရှိရင်ထိုးဘက်ကတော့တင်းနေတစ်တော့တင်းငါတစ်ချောက်နှစ်တော့ငါနှစ်ချောက်ဟုတ်ပြီကျွန်တော်တို့ဒီ35ရေ65ကိုထည့်ပြီးလဲမယ်နော်36ပါထည့်မယ်ဆိုရင်တော့နေ4 6 8 10ခွက်ဖြစ်သွားမယ်နော်ဒီဒါတော့ရိုးရိုး10ခွက်ပေါ့နော်ကျွန်တော်မျိုးလို့မြင်ရတာအဲ့မှာကျွန်တော်က main လေးတစ်ခုပြန်ခွဲပေးမယ်မျိုးလို့ main အနေနဲ့ကတော့ဒီကောင်ရေဒီကောင်ရေ38ပဲရှိရဲဆိုတော့ဒီကောင်လေးထည့်ပေးလိုက်ကောင်းပါနော်နှစ်6ကို3ပါကဲမျိုးကြီးအဆိုရင် main လေးခွက်ကရရှိသွားမှာဖြစ်ပါတယ်နော် main ကတင်းနှစ်ကတင်း9ရေနှစ်6 3 main လေးပေါ့နော်ကဲအားလုံးရကြလားခင်ဗျစကွင်ချိုးလေးရယူသွားလေးရပါတယ်နော်တင်းနှစ်တင်း9နှစ်6 3 main ပေါ့ပါနော် main တင်းကစားပါအဲဆိုရင်ကျွန်တော်တို့ကျန်တဲ့ဥစ္စာ6ခွက်ကိုတော့အရင်ကစားပြီးပါခင်ဗျ2 3 2 5 6 5 1 6 3 6 1 3အဲ့ဒါအရင်ပါခင်ဗျကဲမျိုးတို့ကိုဒီမနေ့မှာထပ်ပြီးတော့ကျွန်တော်မျိုးတို့ကိုထပ်ပြီးတော့စီဇနာထားပြီးတော့လုံးပိုင်းတစ်လုံးထပ်ပြီးခဲ့ပါခင်ဗျာ
ကဲโอเคကြရခင်ဗျလုံးပိုင်းနှစ်လုံးပိုင်းပါခင်ဗျနှစ်လုံးပိုင်းတရားရာခိုင်နှုန်းပတ်တီးပတ်ထားလို့ရပါတယ်နော်နှစ်လုံးပိုင်းအဲဆိုရင်ကျွန်တော်တို့ဒီထဲမှာနှစ်နဲ့အတူကစားမယ်ဆိုလို့ရှိရင်တော့ဒီမှာဆိုရင်မိတ်ခွဲထဲမှာနှစ်ခွက်ရှိပါတယ်နော်ခွဲထဲမှာနှစ်ခွက်ရှိပါတယ်ဟုတ်ပြီဒီကျမ်းမှာဆိုရင်တော့နှစ်3ရှိမယ်နှစ်5ရှိမယ်ခင်ဗျကဲမျိုးရေလုံးဝကျွန်တော်အခုပြောသွားတဲ့ဒီနှစ်3 5ဒီနှစ်3 5အပီးတရားရခိုင်နော်လုံးဝထွက်ရမယ်ကဲချစ်ဆွေတို့ရေဒီလောက်ရှယ်ကြီးပြီးထားတာနော်နှစ်3 5အပီးပေါက်လုံးဝတရားရခိုင်နော်အဲဆိုရင်ကျွန်တော်တို့မှာနှစ်ရှိတယ်ဆိုရင်နှစ်3နှစ်5နှစ်1ဟုတ်ပြီနော်ကဲချိန်သိမ့်မရလို့မျိုးကိုကျွန်တော်ဒီလောက်ပဲတင်ပြပေးတာပါနော်အားလုံးကျွန်တော်ရှိမှအသင်းလာဝင်လို့လည်းရပါတယ်ခင်ဗျအသင်းဝင်မယ်ဆိုရင်တော့66325ဒီလေး83ညာကိုဆက်သွယ်ပြီးတော့ဝင်ထားလို့ရပါတယ်နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကြံကောင်းကြပါစေနော်